ယောက်ျားရေးချက်တိုင်းလေးစားမလားလို့မြင်ရစီပီချက်ဆိုရင်တော့မစားချင်ဘူးတဲ့အိမ်ချက်ဆိုရင်တော့စားချင်တယ်ဆိုလို့ဒီနေ့ကျွန်မအိမ်ချက်တကောင်ဝင်လာခဲ့ပါတယ်။သားကတော့ရေစေးထားပြီးတော့ပေါ့နော်အရသာအတွက်စားရဟင်းချုံမုံလေးရဆွနေမုံလေးရငါပြရဲ့အကျဲရခရုစီရကြံညို့လေးထည့်မယ်ပြီးရင်တော့မဆလာလေးဝထည့်လိုက်ပါမယ်အယောင်တင်မုံလေးလည်းထည့်လိုက်အောင်မယ်ပြီးရင်တခြားသမတ်သွားအောင်လို့နနာလေးနဲ့ပေးပါမယ်နေပြီးရင်တခါလေးတမ်းမချက်ပဲနဲ့နိုင်ဝဲတနားရီလောက်ခဏနှက်ထားပေးလိုက်ပါမယ်ဒါမှလည်းအရသာတွေကအသားလေးကိုစိတ်ဝင်ပြီးတော့ပို့ပြီးစားကောင်းမှာဖြစ်ပါတယ်စီပူလိုင်ကတော့ထောင်းထားတဲ့ကြက်တုံဖြူလေးဂျင်းလေးတွေကိုမွေးလာတဲ့အဒီစီကိုကြကြလေးတက်ပေးလိုက်ပါမယ်စစ်ကြကြတက်လို့မွေးလာပြီဆိုရင်ကတော့ခဏကနှက်ထားတဲ့အသားပေါ်ကိုစီလေးလောင်းချပေးလိုက်ပါမယ်ပြီးရင်တော့တေချာလေးသမတ်တော့အောင်လုံးပြီးတော့မွေးလိုက်ပါမယ်အခုလိုကြကြလေးလုံးပြီးတော့ရင်ကတော့အသားတွေချက်စီဖို့အတွက်ကိုကျွန်မကရင်နွေးလေးကိုများများလေးထည့်လိုက်ပါတယ်ပြီးရင်တော့မီးလေးကိုလျှော့ပြီးတော့တနင်္လာနေ့လောက်ကိုနှက်ထားပေးလိုက်ပါမယ်ကိုကတ်သက်တာဖြစ်တဲ့အတွက်မကြာခဏအခုလိုမျိုးအသားရတော့မွေးပြီးဖို့တော့လိုပါတယ်ရေလေးခန်းလို့စီလေးပြန်လာပြီဆိုရင်ကတော့အရန်ကိုမွေးပြီးတော့ထမင်းစားလို့အရန်မိန်စီနဲ့စက်တာရင်လေးရပါလို့ရှင်